ကိုယ့်ရဲ့ email ကိုအကြောင်းပြန်ပေးဖို့ပြောချင်တယ်ဆိုရင်请回复我的邮件请回复我的邮件请回复我的邮件请ဆိုတာကျေးဇူးပြု၍လို့ပြောတာပါ回复 reply ပြန်နေအကြောင်းပြန်နေပေါ့我的ငါရဲ့ဒါမှမဟုတ်ကျမရဲ့ပေါ့邮件ဆိုတာ email ကိုပြောတာပါကျေးဇူးပြု၍ကျမရဲ့ email ကိုအကြောင်းပြန်ပေးပါပေါ့请回复我的邮件အကြောင်းကြားချက်ကိုရရှိပြီးပါပြီအသိပေးချက်ကိုရရှိပြီးပါပြီလို့ပြောမယ်我收到通知了我收到通知了我收到通知了收到ဆိုတာလက်ခံရရှိပြီးပါပြီသိပြီးပါပြီဒီလိုမျိုးကိုပြောချင်တာပါ通知ဆိုတာအသိပေးချက်ဒါမှမဟုတ်အကြောင်းကြားချက်ပေါ့我收到通知了ဆိုတော့အသိပေးချက်အကြောင်းကြားချက်ကိုရရှိပြီးပါပြီသိပြီးပါပြီလို့ပြောတာပါအစည်းအဝေးခန်းမှာတွေ့ကြမယ်လို့ပြောမယ်我们在会议室见我们在会议室见我们在会议室见我们ဆိုတာငါတို့တွေ在ဆိုတာမှာဘယ်မှာလဲ会议室စည်းဝေးခန်းမှာ见ဆိုတာတွေ့ကြမယ်我们在会议室见ဆိုတော့အစည်းအဝေးခန်းမှာတွေ့ကြမယ်လို့ပြောတာပါအချက်လက်တွေဒါမှမဟုတ်စာရေးစာရန်တွေကိုကျမကိုပေးပါကျွန်တော်ကိုပေးပါဆိုလို့ရှိရင်请把资料给我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 请ဆိုတာကျေးဇူးပြု၍把ကိုဘာကိုလဲ资料ဆိုတာအချက်လက်တွေစာရေးစာရန်တွေကိုပြောတာ给我ငါ့ကိုပေးပါကျမကိုပေးပါပေါ့请把资料给我ဆိုတော့အချက်လက်တွေစာရေးစာရန်တွေကိုကျမကိုပေးပါလို့ပြောတာပါအလုပ်တိုးတက်မှုဘယ်လိုရှိလဲလို့မေးမယ်工作进度怎么样工作进度怎么样工作进度怎么样အလုပ်တိုးတက်မှုကဘယ်လိုရှိတယ်လဲပေါ့工作ဆိုတာအလုပ်ဖြစ်ပါတယ်进度ကတိုးတက်မှုပေါ့怎么样ဆိုတာဘယ်လိုလဲ工作进度怎么样ဆိုတော့အလုပ်တိုးတက်မှုကဘယ်လိုလဲဘယ်လိုရှိတယ်လဲလို့ပြောတာပါဒီစာရွက်စာတမ်းတွေကိုပြင်ဆင်ပေးပါလို့ပြောချင်တယ်请修改这个文件请修改这个文件请修改这个文件请ကျေးဇူးပြု၍修改ဆိုတာကတော့မှားနေတဲ့ဟာတွေကိုပြင်ပေးတာဒါမှမဟုတ်တစ်ခုခုလိုအပ်နေတဲ့လွဲချော်နေတဲ့ဟာတွေကိုအသစ်ပြင်ဆင်ပေးထားတာအဲ့ဒါမျိုးကို修改လို့ပြောပါတယ်文件ဆိုတာစာရွက်စာတမ်း这个ဆိုတာဒီစာရွက်စာတမ်းတွေကိုပြင်ဆင်ပေးပါမှားနေတာလေးတွေကိုပြင်ပြောင်းပေးပါမှားနေတာလေးတွေကိုပြင်ပေးပါလို့ပြောချင်တာ请修改这个文件ကျေးဇူးပြု၍အတည်ပြုပေးပါလို့ပြောချင်တယ်请确认一下请确认一下请确认一下请ကျေးဇူးပြု၍确认အတည်ပြုတယ်一下တီလေးပြုပေးပါပေါ့请确认一下ကျေးဇူးပြု၍အတည်လေးပြုပေးပါတီးပြုပေးပါလို့ပြောတာပါအလုပ်ပြီးသွားပြီလားလို့မေးမယ်工作完成了吗工作完成了吗工作完成了吗工作ဆိုတာအလုပ်完成ဆိုတာပြီးသွားပြီပြီးမြောက်သွားပြီအဲ့ဒါမျိုးကိုပြောတာပါမှားဆိုတာတော့မေးခွန်းပေါ့工作完成了吗ဆိုတော့အလုပ်ပြီးသွားပြီလားလို့မေးလိုက်တာပါဒီနေ့အတွင်းတင်သွင်းပေးပါဒီနေ့အတွင်းတင်ပြပေးပါလို့ပြောမယ်请今天提交请今天提交请今天提交
请ဆိုတာကျေးဇူးပြု၍今天ဆိုတာဒီနေ့ပေါ့提交ဆိုတာတင်သွင်းတာစာရွက်စာတမ်းတွေကိုတင်သွင်းတာမျိုးကိုပြောချင်တာပါ请今天提交ဒီနေ့အတွင်းမဲ့တင်သွင်းပေးပါဒီနေ့အတွင်းမဲ့လုပ်ပေးပါလို့ပြောတာပါအခုချက်ချင်းပဲလှုပ်လိုက်ပါမယ်ဆောင်ရွက်လိုက်ပါမယ်လို့ပြောမယ်我马上处理我马上处理我马上处理我ဆိုတာကျွန်တော်ကျမလို့အဓိပ္ပာယ်ရပါတယ်马上ချက်ချင်းပါ处理ဆိုတာဖြည့်ရှင်းတာတို့ဆောင်ရွက်တာမျိုးတို့ကို处理လို့ပြောပါတယ်我马上处理ခုချက်ချင်းပဲဖြည့်ရှင်းလိုက်ပါမယ်ခုချက်ချင်းပဲဆောင်ရွက်လိုက်ပါမယ်လို့ပြောတာပါ我马上处理请回复我的邮件请回复我的邮件我收到通知了我收到通知了我们在会议室见我们在会议室见请把资料给我请把资料给我工作进度怎么样工作进度怎么样请修改这个文件请修改这个文件请确认一下请确认一下工作完成了吗工作完成了吗请今天提交请今天提交我马上处理我马上处理